အီရန်နိုင်ငံရဲ့နျူကလ িয়ার စက်ရုံကိုဘုံကျဲပြီးတဲ့နောက်ပိုင်းမှာအီရန်ဘက်ကလည်းပြန်လည်ခြေပတဲ့အနေနဲ့ကတာနိုင်ငံမှာရှိတဲ့အမေရိကန်ရဲ့လေတပ်စခန်းကိုတုံးကြီးတွေနဲ့စတင်ပစ်ခတ်သူတို့ရဲ့အချုပ်ချာအာဏာကိုထိခိုက်လာတဲ့ဆိုပြီးကတာနိုင်ငံရဲ့အာဏာပိုင်တွေကလည်းရှုတ်ချခဲ့တယ်။ဒီလိုနဲ့ပဲထရန့်ကလည်းအတည်ပြုစကားတွေပြောလိုက်တယ်။ဘာကြောင့်လဲဆိုတော့အီရန်ဘက်ကကတာမှာရှိတဲ့အမေရိကန်နိုင်ငံရဲ့လေတပ်စခန်းကိုမပစ်ခင်ကတည်းကကြိုတင်အသိပေးခဲ့လို့ပဲ။ဒါကတော့အီရန်နိုင်ငံဘက်ကအမေရိကန်ကိုကြောက်တူလိုမျိုးနဲ့လေးစားတဲ့သဘောကိုပြသနေတာလို့ပဲကျွန်တော်တို့မြင်မှုတယ်။ထရန့်ကတော့သူရဲ့ပြောကြားချက်အရအီရန်အစိုးရကိုတိုက်ခိုက်တာမဟုတ်ပဲအီရန်နိုင်ငံရဲ့နျူကလ িয়ার လက်နက်ကိုတားမြစ်ဖို့အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။ထရန့်ကမေးခွန်းထုတ်ခဲ့တယ်။အီရန်ခေါင်းဆောင်ဆိုရကအီရန်ကိုကြီးကြပ်ခမ်းနားအောင်မလုပ်ဆောင်နိုင်ခဲ့ရင်ဘာကြောင့်အစိုးရအပြောင်းလဲဖြစ်လာမှာမဟုတ်ဘူးလဲလို့လည်းပြောကြားခဲ့တယ်။ဒီလိုနဲ့ပဲကုလသမဂ္ဂစီဝေးနိုင်ငံရေးဆိုင်ရာတွေကလည်းကဘာကြီးကအန်ဒီရရှိလာတယ်လို့လည်းပြောကြားခဲ့တယ်။ရုရှားနဲ့တရုတ်ကလည်းဘုံကျဲတာနဲ့ပတ်သက်ပြီးတော့အမေရိကန်ကိုလည်းဝေဖန်ရှုတ်ချခဲ့တယ်။တကယ်လို့အီရန်သားနျူကလ িয়ার ရခဲ့ရင်တကမ္ဘာလုံးသိမ်းမိတ်ကြတယ်လို့လည်းတမတ်တွေကလည်းဆိုခဲ့တယ်။ဒီလိုနဲ့ပဲနိုင်ငံတော်တော်များများကလည်းအီရန်ကိုတိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့ပြစ်တင်ရှုတ်ချခဲ့ကြတယ်။ကနေဒါပါဝင်ပြင်သစ်ပါကစ္စတန်ကလည်းစတင်စံသားပြကြတယ်။အီရန်ဘက်ကတော့ကမ္ဘာအရေးပါတဲ့ရေလက်ကြားကိုပိတ်သိမ်းမယ်လို့လည်းချင်းချောက်ခဲ့တယ်။စစ်ရေးရရောလက်တော့ပြန်မယ်လို့လည်းသတိပေးခဲ့တယ်။ဒီလိုနဲ့ပဲအီရန်နဲ့အစ္စရေးဟာလာမယ့်နိုင်ရီပိုင်းတွင်မှာပြစ်ခတ်ရစဲမယ်လို့ထရန့်ကထွက်ဆိုလာခဲ့တယ်။အီရန်နိုင်ငံသားဝန်ကြီးကလည်းအစ္စရေးပြစ်ခတ်ရခဲ့မယ်ဆိုရင်အီရန်ဘက်ကလည်းရက်မယ်လို့ဆိုပြီးပြောကြားခဲ့တယ်။အစ္စရေးဘက်ကလည်းပြစ်ခတ်ရစဲဖို့သတ်မှတ်ထားတဲ့မနက်၄နာရီအထိအီရန်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေခံရတုံးလို့သိရတယ်။အီရန်ဘက်ကလည်းပြစ်ခတ်ခြင်းမရှိဘူးလို့ဆိုပြီးညှင်းပယ်ခဲ့တယ်။ဒီလိုနဲ့ပဲမပြီးဆုံးနိုင်တဲ့အီရန်နဲ့အစ္စရေးတို့ရဲ့ကိစ္စနောက်ဆုံးမှာတော့အစ္စရေးဘက်ကလည်းနျူကလ িয়ার ချင်းချောက်မှုကိုဖယ်ရှားနိုင်ခဲ့ပြီးအစ္စရေးစစ်တပ်ဘက်ကလည်းဇွန်လ24ရက်နေ့ည8နာရီတွင်ပြန်လည်ရုပ်သိမ်းခဲ့တယ်။အဓိကဖြစ်သောလေဆိပ်ဘူဂူရီယန်လေဆိပ်ကိုလည်းပြန်လည်ဖွင့်လှစ်ခဲ့တယ်။အီရန်ဘက်ကလည်းစစ်ပွဲကိုအောင်မြင်စွာအဆုံးသတ်ခဲ့နိုင်ကြောင်းလည်းပြောကြားခဲ့တယ်။ဒီလိုနဲ့ပဲထရန့်ရဲ့ပြောကြားချက်ကိုအစ္စရေးနဲ့အီရန်တို့ကလက်ခံရရှိပြီးစစ်ပွဲဟာငြိမ်းချမ်းသွားမှာလားမကြခင်မှာပြန်ဖြစ်မလားဆိုပြီးကျွန်တော်တို့ကလည်းဆက်လက်စောင့်မျှော်ကြည့်ရှုကြရမယ်